promo time နဲ့6 skin ကိုဂုံးစစ်မဲ့လို့တွေးနေတဲ့ brother ရှိလားရှိရင်ကျွန်တော်တခုပြောချင်ပါတယ် brother တို့အနေနဲ့ brother တို့ခွတ်နေတဲ့ကောင်မလေးတယောက်ကိုရည်စားတစ်ခါသွားပြောရင်တော့မှပဲအငင်းခံရတဲ့အကြေအတွက်ကများတယ်ဆိုရင်တော့မှတနာပြီးတော့ပြန်ပြီးတော့ကြိုက်လာနိုင်ပါတယ်အခု brother တို့ဂုံးစစ်မဲ့လို့တွေးနေတဲ့ alpha legend skin event နဲ့အတူပါလာမယ်6 skin ကိုတော့မရနိုင်ပါဘူးလို့ပြောချင်ပါတယ်အဲ့အတွက်ကြောင့်သူမစီကဘယ်တော့မှမရနိုင်တဲ့မိတာရီလို့ပဲ6 skin ကိုလက်လွတ်ဖို့အကြံပေးနေပါတယ်အခုလိုမျိုးပြောတာကဘာကြောင့်လဲဆိုတော့ကျွန်တော်ရရှိမဲ့ promo time တွေအပါအဝင် diamond 2000ကျော်3000လောက်သုံးရင်တော့မှ brother တို့အရင်လိုချင်နေတဲ့6 skin ကိုမရနိုင်လို့ပါအဲ့အတွက်ကြောင့် brother တို့ဂုံးစင်းခဲ့ရဆိုရင်တော့မှပဲညာတိုင်းမျက်ရည်တွေနဲ့အိတ်နေရမှာဖြစ်ပါတယ်နောက်ထပ်လည်း promo time နဲ့အတူကျွန်တော် epic record တွေကိုလည်းဂုံးစင်းလို့ရအောင်မှာဖြစ်ပါတယ် epic record ကတော့အရင်တော့ pattern ပါညာနဲ့ဖောက်ကြရဆိုပေမဲ့တကယ်တော့ pattern ဆိုတာကတော့အမှန်မဟုတ်ပါဘူး brother တို့ရဲ့ကန်နဲ့လည်းဆိုင်ပါတယ် brother တို့ရဲ့ကန်ကိုယုံလဲဆိုရင်တော့ဖောက်ပါမဖောက်ခဲ့ရင်တော့ epic record trial ကလေးတွေကိုကြည့်ပြီးတော့ဖတ်လုံးနဲ့ကောင်းကိုဖတ်ပြီးတော့ငိုပါလို့အကြံပေးချင်ပါတယ်တေချာတခုကတော့ limited skin တွေ quarter skin တွေထက်လမ်းတဲ့ skin တွေကိုဝယ်ဖို့အကြံပေးချင်ပါတယ် promo time နဲ့ဝယ်လို့ရမယ်အထက်မှာ Barita ရဲ့အသစ်ထွက်လာမဲ့ skin ကိုဝယ်ဖို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ Barita ရဲ့အသစ်ထွက်လာမဲ့ skin ရဲ့ scale effect တွေက color skin ရဲ့ scale effect တွေနှီးပါမိုင်းနေရအောင်မလို့ဖြစ်ပါတယ်နောက်ထပ် Selena ရဲ့ Pirate skin ကလည်းပြန်လာဖို့ရှိပါတယ် limited skin ဖြစ်တဲ့အတွက်ကြောင့်မလို့အပြည့်ပြောစရာမရှိတော့အောင်မိုက်ပါတယ်နောက်ထပ်ဝယ်လို့ကောင်းမဲ့ skin တွေကတော့ Hyper လဲဆော့ကျင်တယ် Romy လဲဆော့ကျင်တယ်ဆိုတဲ့ brother တို့အတွက်လောဆယ်ထွက်ကြည့်တာမကြားသေးတယ် Barrett ရဲ့ epic skin ကိုဝယ်ပါလို့ပြောချင်ပါတယ်ကျန်တဲ့ skin တွေကတော့ပြောစရာတောင်လုံးမတင်ပါဘူးဗျာ brother တို့ကိုင်းမဲ့ roll နဲ့ brother တို့မှာမရှိတဲ့ skin အလန်းတွေကိုဝယ်ဖို့ပြောချင်ပါတယ်ကျွန်တော်ပြောတာနားမထောင်ပဲ6 skin နဲ့ epic record တွေကိုကုန်းစစ်မဲ့ဆိုရင်တော့ညာတိုင်းမျက်ရည်တွေနဲ့အိမ်နေရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ Facebook page လေးကိုလည်း like and follow လုပ်ပေးသွားခဲ့ကြပါဦးဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ